ညီကိုတို့အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကတော့စနေနေ့ညဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲစဉ်တွေတော်တော်များများရှိတယ်ကျွန်တော်ဒီပွဲစဉ်တွေထဲကနေပြီးတော့ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ပွဲစဉ်ဆက်တက်ပွဲကိုရွေးချယ်ထားတယ်ပေါ့နော်အဓိကကတော့အပြင်ကြီးဆော့တဲ့ညီကိုတွေဆက်တက်သင်းမောင်းလေးတွဲမယ်ဆိုလို့ရှိရင်တွဲလို့ရအောင်လို့ရွေးချယ်ပေးထားတာပါအကြိုက်တူတဲ့ပွဲတွေကြီးပဲတီးသက်ခွဲဆော့မဲ့ညီကိုတွေကလည်းဆော့ပေါ့နော်ဆက်တက်ပွဲတွေရွေးချယ်ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့လည်းကျွန်တော်ဗီဒီယိုဖိုင်လေးကိုတော့နှစ်ခုခွဲပြီးတော့တင်ပေးထားတယ်ဆိုတော့ညီကိုတို့နှစ်ခုလုံးလိုက်ပြီးတော့ကြည့်ရှုပေးဖို့တော့လည်းမျှော်နေတယ်ဗျကျွန်တော်အကောင်းဆုံးရွေးချယ်ထားပါတယ်ဆိုတော့ကျွန်တော်တို့စလိုက်ကြအောင်ဗျာပထမဆုံးရွေးချယ်ပေးနေတဲ့ပွဲက Real ဆိုတီတန်နဲ့ Real Obito ရဲ့ပွဲဒီပွဲစဉ်မှာ Asian ဆိုတီထက်ဘက်ကနေပြီးတော့1နှုတ်30 body ကြီးပေးထားတယ်ကိုပေါင်းကြီးကတော့2နှုတ်90ဆိုပြီးတော့ပေးထားတယ်ဗျဒီနှစ်သိန်းကပထမအကျော့တွေ့ဆုံတော့ဆိုလို့ရှိရင် Obito ကနေပြီးတော့ဆိုတီတက်ကို1စီးနဲ့အနိုင်ရခဲ့တယ်ဗျအဲ့ဒီပွဲတုန်းက body ကြီးကအစောပိုင်းတုန်းက Real ဆိုတီတက်ကတေးအနှုတ်100ပေးတာဗျဒါပေမဲ့ပွဲချိန်နီးလာတဲ့အချိန်မှာတေးအနှုတ်40လောက်ပဲပေးတော့တယ်ပေါ့နော်ဘော်ဒီကြီးကြလာတယ်ဆိုတဲ့အတိုင်းပဲအဲ့ပွဲမှာလည်း1စီးနဲ့ပဲတကယ်တမ်းရှုံးသွားခဲ့တယ်ဗျကြေးမအောင်သွားခဲ့ဘူးဒါဆိုလို့ရှိရင်ဒီပွဲမှာ Real ဆိုတီတက်ကြေးမအောင်ချင်ဘူးဆိုလို့ရှိရင်1အပေါက်60လောက်ပဲပေးလို့ရတယ်ဒါပေမဲ့ဒီပွဲမှာ1နှုတ်30အထိဘော်ဒီကြီးဖြည်းဖြည်းလေးပေးထားတယ်ပေါ့တစ်ဖက်က Real Obito ကလည်းအိမ်ကွင်းဆိုလို့ရှိရင်တော့တရေလောက်မျောလင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့အဝေးကွင်းမှာတော့တော်တော်လေးခြေစွမ်းမိုင်းရကြတယ်တိုက်စစ်က19ပဲသွင်းထားတယ်ခံစစ်က23ဂိုးထိပေးထားတယ်ပေါ့နော်စပိန်လာလီကအသင်းတစ်သင်းအတွက်တိုက်စစ်က19ပဲသွင်းနိုင်တယ်ဆိုတဲ့အနေထားအဆင်ပြေသေးတယ်ဒါပေမဲ့ခံစစ်က23ဂိုးထိပေးရတယ်ဆိုတာတော့တော်တော်လေးများတဲ့ပမာဏလို့ကျွန်တော်မြင်တယ်နောက်တစ်ချက်ကလက်ရှိမှာဆိုတီတက်ကနီးပြတဲ့လက်ထက်မှာတောက်လျှောက်ခြေစွမ်းပြနေတယ်နီးပြတဲ့လက်ထက်မှာ10ပွဲကင်တွယ်ထားတယ်9ပွဲနိုင်တယ်2ပွဲတည်ကြတယ်တပွဲပဲရှုံးထားတယ်ရှုံးထားတဲ့ပွဲတွေကလည်းပြီးခဲ့တဲ့ Real မထွက်တဲ့ပွဲတွေမှာ4-1နဲ့ရှုံးထားတာပေါ့နော်ပြောရရင်အဲ့ဒီပွဲတွေကလည်းရှုံးရမဲ့ body ကြီးပေးထားလို့ရှုံးသွားတာဗျာအဲ့လိုပဲကျွန်တော်မြင်တယ်ဆိုတော့ဒီပွဲတွေမှာဆိုတီတက်ကျင်းတွေပေါက်အနိုင်ကန်ပဲအိမ်ဝင်းလည်းဖြစ်တယ်ပထမအကျော့ကရှုံးရွေးကိုလည်းပြန်ဆက်ရဖို့ရှိတယ်တစ်ဖက်က Real Obito ကလည်းအဝေးခွဲမှာတော်တော်လေးညံ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့1နှုတ်30ဆိုတဲ့ body ကြီးမှာတော့ကျွန်တော် Asian Real ဆိုတီတက်ကိုပဲကျွန်တော်ရွေးချယ်ရင်းနေဗျနောက်ထပ်ပွဲစဉ်အနေနဲ့ Italy Series ရဲ့ပွဲစဉ်ဖြစ်တဲ့ Jupiter နဲ့ကိုမိုးရဲ့ပွဲကိုကျွန်တော်ရွေးထားတယ်ဒီညမှာ Italy Series က3ပွဲထိကစားဖို့ရှိရပါတော့ဒါပေမဲ့ကျွန်တော်ရဲ့ရွေးချယ်မှုထဲမှာတော့ဒီတစ်ပွဲကိုပဲကျွန်တော်ရွေးထားတာပါဘာကြောင့်လဲဆိုတော့ဒီရက်ပိုင်းမှာ Italy Series ရဲ့ပွဲစဉ်တွေရဲ့ပေါက်ကြီးဖွင့်လှစ်မှုကိုကျွန်တော်လုံးဝမကြိုက်ဘူးပေါ့နော် body ကြီးဒါမှမဟုတ်ကိုပေါင်းကြီးခပါးပါးလေးတွေနဲ့ပဲကြေးပေးနေတာပေါ့နော်ဆိုတော့ကျွန်တော်အတက်နိုင်ဆုံးရှောင်ထားတယ်ဒါပေမဲ့ဒီပွဲလေးကိုတော့ကျွန်တော်ကြိုက်လို့ရွေးချယ်ထားပါဒီပွဲမှာဂျိုဘက်တက်ဘက်ကနေပြီးတော့တေးအနှုတ်80 body ကြေးပေးထားတယ်ကိုပေါင်းကြီးကတော့2အနှုတ်80ဆိုပြီးတော့ပေးထားတယ်ဗျဂျိုဘက်တက်ကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာချန်ပီယံလိမှာ9-2နဲ့ဂါလာတာဆာရီကိုရှုံးခဲ့တယ်ဆိုတော့အိမ်ကွန်းမှာပြန်ပြီးတော့အားဆိုင်ကစားရတော့မှာပေါ့အဲ့ဒီပွဲစဉ်ကလည်းဒီပွဲပြီးရင်ကန်မှာဆိုတော့ဂျိုဘက်တက်ကိုနည်းနည်းလေးရှောင်ကျင်စရာကောင်းတယ်ဗျအားကြောင့်လဲဆိုတော့တစ်ဖက်ကလည်းကိုမိုအသေးဖြစ်နေတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာလည်း AC Milan ကို1-1နဲ့တေးကြောက်ကစားထားတဲ့အသင်းပေါ့ဆိုတော့တော်တော်များများတော့ဒီပွဲမှာကိုမိုကြိုက်ကြမယ်လို့ထင်တယ်ပေါ့ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်လည်းဒီလိုမျိုးစီးရီးတွေမှာတောက်လျှောက်ကြေးတွေပြော့နေတဲ့အချိန်မှာဂျိုဘက်တက်ကတေးအနှုတ်80ထိအောင်မှကိုမိုပေးထားရဆိုတာကကြေးပြင်းတယ်လို့ပဲပြောရမယ်ဗျဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ပွဲမှာ AC တောင်မှကိုမိုကိုတေးအနှုတ်30လောက်ပဲပေးခဲ့တာဂျိုဘက်တက်တာတကယ်မနိုင်ဘူးဆိုလို့ရှိရင်တေးအနှုတ်50ထက်တောင်ကြော်ပြီးတော့မပေးသေးဘူးပေါ့နော်လက်ရှိမှာတေးအနှုတ်80ထိပေးထားတယ်နောက်တစ်ချက်ကကျတော့တစ်ဖက်ကကိုမိုကလည်း3ပွဲဆက်ဂိုးသွင်းအားကျနေရဗျဒီအတလန်တာနဲ့ပွဲရစပြီးတော့အတလန်တာကိုအိမ်ဝန်းမှာကန်တယ်တယောက်တာနဲ့ကစားရတာကိုဂိုးမသွင်းနိုင်ဘူးဗျာနောက်ထပ်ပွဲစဉ်ဖြစ်တဲ့ဖီယိုအီတီနာနဲ့ပွဲစဉ်မှာလည်းအိမ်ဝန်းမှာကစားရတယ်ဖီယိုအီတီနာအုံးဂိုးသွင်းခဲ့လို့သာဂိုးရခဲ့တာဒီပြီးခဲ့တဲ့ AC Milan နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဂိုးရခဲ့တယ်ပေါ့နော်ကွင်းလယ်ကနီကိုလက်ပတ်ဆိုတဲ့လူငယ်ကစားသမားလေးကဂိုးသွင်းခဲ့တာဖြစ်ချင်တော့အဲ့ကစားသမားလေးကလည်းဒီပွဲမှာမပါနိုင်ဖို့များတယ်တန်ရာရနေရပေါ့ဆိုတော့ကိုမိုဘက်ကဒီပွဲမှာဘယ်သူဂိုးသွင်းမှာလဲပေါ့ကျွန်တော်စဉ်းစားတာကနောက်တစ်ချက်ကကိုမိုကအဝေးခွင်းမှာအတင်းကြီးတွေနဲ့တွေ့တိုင်းမှာဆိုလို့ရှိရင်တီတမတ်ကိုပဲ UDB ကစားတဲ့အတင်းပြဆိုတော့ဒီပွဲမှာဂျိုဘီတက်ကိုတူဒီကိုတွေကစားဖို့ထက်ခံစစ်ကိုပဲအသားပေးပြီးတော့ကစားမယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ဒီပွဲမှာဂျိုဘီတက်အနေနဲ့တကိုးလောက်သွင်းနိုင်မယ်ဆိုရင်တော့မှကိုမို1စီးလောက်နဲ့ကပ်ပြီးတော့အနိုင်ရသွားမယ်လို့ကျွန်တော်မြင်တယ်ဗျချန်ပီယံလိကစားဖို့လည်းရှိနေတဲ့အသင်းတစ်သင်းအတွက် AC Milan ထပ်ပို့ပြီးပြင်းတဲ့ body ကြီးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီပွဲမှာဂျိုဘီတက်ကိုပဲရွေးချယ်ရတာဖြစ်ပါတယ်ဆိုတော့ညီကိုတို့အကြိုက်တူမှသာချပါနောက်ထပ်ပွဲတွေအနေနဲ့ Lens နဲ့ Monaco ရဲ့ပွဲကိုကျွန်တော်ရွေးထားတယ်ဒီပွဲစဉ်မှာ Asian Lens ဘက်ကနေပြီးတော့1ပေါင်း40 body ကြီးပေးထားတယ်ကိုပေါင်းကြီးကတော့3လုံး40ဆိုပြီးတော့ပေးထားတယ်ဗျဒီ body ရေးတန်းကနည်းနည်းလေးပြင်းလာတယ်လို့ပြောရမယ်အစောပိုင်းတုန်းက Lens ဘက်ကနေပြီးတော့1ပေါင်း80လောက်ထိ body ကြီးရရှိတာပေါ့နော်အဓိကချက်ကတော့ Lens ရဲ့အိမ်ဝင်းခြေသွမ်းကြောင်းဗျလက်ရှိမှာအိမ်ဝင်းဆက်တပွဲကစားထားတယ်10ပွဲနိုင်ထားတယ်တပွဲပဲရှုံးထားတယ်ရှုံးထားတဲ့တပွဲကလည်းရာသီဆချင်းတုန်းကလိုင်းယုံကိုအိမ်ဝင်းမှာ0-1နဲ့ရှုံးခဲ့တာဗျအဲ့ဒီပွဲစဉ်ပြီးတဲ့က Lens ကတောက်လျှောက်နိုင်လာတဲ့10ပွဲဆက်ပေါ့နော်လက်ရှိမှာလည်းအဆင့်တက်မှာရက်တည်နေတယ်ပြောရရင်ချန်ပီယံဖြစ်ဖို့မျှော်လင့်လို့ရတဲ့အနေအထားဗျ
ဘာကြောင့်လဲဆိုတော့အဆင့်2က PSG ကလည်းခြေသွမ်းပိုင်းလေးဒီရာဒီမှာနည်းနည်းလေးကြာနေတယ်ဗျာပြီးတော့ PSG နဲ့တွေ့ဆုံမှုရှိနေသေးတာကလည်း Landscape အိမ်ခွဲမှာဆိုတော့ Landscape အနေနဲ့ဒီလိုပွဲစဉ်တွေကိုအမားခံမယ်လို့မထင်ဘူးမိုနာကိုကလည်းလက်ရှိမှာရလက်ပိုင်းလေးနည်းနည်းကောင်းလာတယ်ဆိုပေမဲ့အဝေးကွဲမှာတော့နိုင်ပွဲပြောင်းနေသေးပေါ့နော်နောက်ဆုံး9ပွဲဆက်နိုင်ပွဲပြောင်းထားတယ်အဲ့ဒီ9ပွဲမှာလည်းတိုက်စစ်ကတကူပဲရထားတယ်ဗျဒါပေမဲ့လည်းဒီပွဲမှာ340အထိဂိုးပေါင်းဈေးတန်းပြေးနေတာဖြစ်တဲ့ကြောင့်မို့လို့အပြန်အလှန်ဂိုးတွေတော့မျော်လင့်လို့ရတယ်ဗျ။ဘာကြောင့်လဲဆိုတော့ Landscape အိမ်ပွဲမှာလက်ရှိ17ပွဲကစားထားတဲ့နေရာမှာ9ဂိုးပဲပေးထားရတာ။ဒီလိုအသင်းမျိုးကိုမိုနာကိုရဲ့လက်ရှိအဝေးဝင်းခြေသွမ်းနေတော့ဂိုးသွင်းနိုင်ဖို့မရှိဘူး။ဒါဆိုရင်ဘာကြောင့်မလို့340အထိဂိုးပေါင်းဈေးတန်းကြီးပေးထားတယ်ပေါ့နော်။အဓိကချက်ကတော့မိုနာကိုကအဝေးကွင်းနောက်ဆုံး၄ပွဲသက်ဂိုးအောက်ထားတယ်။ဒါကြောင့်မို့ဒီပွဲမှာတော့ဂိုးပေါ်လေးပေးချင်လို့များ340အထိကြေးပေးထားတာတော့မပြောတတ်ဘူးပေါ့နော်။ဒါပေမဲ့လည်းAsian Lens ကတော့ဒီလိုပွဲမျိုးတော့အမားခံမယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ဒီပွဲကဇုံပေါ်ဝင်သွားနိုင်တဲ့ပွဲ3-1လောက်ထိရောက်သွားနိုင်တဲ့ပွဲပေါ့ကျွန်တော်ကတော့လက်ရှိခြေသွမ်းတဲ့အိကွင်းအဝေးကွင်းအနေထားအရကျွန်တော်တော့ Lens body လေးကိုပဲကျွန်တော်ရွေးချယ်ပေးမယ်ပေါ့နော်နောက်ထပ်ပွဲစဉ်အနေနဲ့တော့ကျွန်တော် Osasuna နဲ့ Real Madrid ရဲ့စပိန်လာလီဂါပွဲကိုကျွန်တော်ရွေးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာ Real Madrid ဘက်ကနေပြီးတော့1.40 body ကြီးပေးထားတယ်ကိုပေါင်းကြီးကတော့3.40ဆိုပြီးတော့ပေးထားတယ်ဗျလက်ရှိမှာ Real Madrid ကတော့10ပွဲဆက်နိုင်ပွဲနဲ့အတူဇယားထိပ်ကိုပြန်ပြီးတော့တက်လန်းလာပြီခြေသွမ်းပိုင်းရောတိုက်စစ်ပိုင်းရောတော်တော်လေးကောင်းနေတဲ့အချိန်ပေါ့နော်ဒါပေမဲ့တစ်ဖက်ကအိုဆာဆူနာကလည်းအိမ်ပွဲမှာနောက်ဆုံး9ပွဲသက်ရှုံးပွဲမရှိဘူး3ပွဲအနိုင်ကစားထားတယ်2ပွဲတည်ကြထားတယ်အဲ့ဒီ9ပွဲလုံးမှာလည်းဂိုးတွေသွင်းထားတယ်ဗျဆိုတော့အိုဆာဆူနာရဲ့အိမ်ပွဲကိုလည်းတစ်ချက်တတိထားရမယ်ပေါ့နော်ဒါကြောင့်လည်း Real Madrid အနေနဲ့လက်ရှိမှာ1.40လောက်ပဲ body ကြီးပေးရဗျအမှန်တကယ်ဆိုလို့ရှိရင်1 တီလောက်ထိခြေဖွင့်လို့ရတယ်ပေါ့နော်ဆိုတော့ Real Madrid အနေနဲ့ဒီပွဲမှာအနိုင်ရပါမလားဆိုပြီးတော့စိုးရိမ်စရာရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်အိုဆာဆူနာဘက်ကိုတစ်ချက်ပြန်တွေးအောင်ဗျလက်ရှိအိမ်ဝင်းမှာအိုဆာဆူနာရလက်ကောင်းနေဆိုတဲ့အချက်က1-5ထဲကအသင်းအနေနဲ့မတွေ့သေးတာလည်းပါတယ်လို့ကျွန်တော်ပြောလို့ရတယ်တသိန်းနဲ့တော့တွေ့ဘူးပါပြီပေါ့နော်ပြီးခဲ့တဲ့အပတ်ကဗီလာရီယယ်ကိုအိမ်ဝင်းမှာတွေ့ဘူးပါပြီ2-2နဲ့တည်ကျသွားတယ်ပြောရရင်လက်ရှိမှာဗီလာရီယယ်ကခြေကျနေရဗျာခြေကျနေတဲ့ဗီလာရီယယ်ကိုတော့မှအိုဆာဆူနာအနိုင်မကစားနိုင်ဘူးတည်လောက်ပဲကစားနိုင်တယ်တခြားအသင်းတွေဖြစ်တဲ့ဘာစီလိုနာတို့အက်တလက်တီကိုတို့ရီယယ်ဘတ်တစ်တို့ဒီလိုအသင်းတွေနဲ့ဆိုလည်းမတွေ့ရသေးဘူးလက်ရှိမှာ Real Madrid နဲ့စပြီးတွေ့ပြီဆိုတော့ Osasuna အနေနဲ့အဆင့်1-5တွေကအသင်းတွေနဲ့တွေ့လို့ရှိရင်တော့ရလက်ကောင်းမယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်တစ်ဖက်ကပြန်ကြည့်ရမယ်ဆိုလို့ရှိရင်လည်းဒီဘက်မှာဘာစီလိုနာကလီဗန်တွေနဲ့တွေ့နေရဗျာချင်းတွေပေါက်3မှတ်ယူမှာ Real Madrid ဒါဒီပွဲမှာတည်ကြသွားပြီဆိုလို့ရှိရင်ချက်ချင်းအဆင့်2ကိုပြန်ဆင်းပေးရမှာဗျာဆိုတော့ Real Madrid အနေနဲ့ချက်ချင်းကြီးတော့အဆင့်2ကိုပြန်ဆင်းမယ်လို့ကျွန်တော်မထင်ဘူးဒီပွဲမှာ Real Madrid အနိုင်3မှတ်ကိုရအောင်ယူမှာပဲပေါ့နော်ဒီပွဲမှာတော့ Real Madrid အနိုင်ကိုပဲကျွန်တော်ရွေးချယ်ခြင်းတယ်1.40ဆိုတဲ့ body ကြီးမှာတော့ကျွန်တော်အနေဆုံးတော့ပြား40စားရမယ်လို့မြင်နေဗျနောက်ထပ်ပွဲစဉ်အနေနဲ့ Atletico ရဲ့ Espanyol ရဲ့ပွဲကိုကျွန်တော်ရွေးထားတယ်ဒီပွဲစဉ်မှာ Asian Atletico က 1D body ကြီးပေးထားတယ်ကိုပေါင်းကြီးက3.90ဆိုပြီးပေးထားတယ်ဗျလက်ရှိ body ဈေးတန်းကတော့နည်းနည်းလေးပြော့တယ်တော့ပြောရမယ်ပေါ့နော်ဝေးကွင်းမှာတော့မှ Atletico က 1D ပေးခဲ့တာဗျလက်ရှိအိမ်ကွင်းမှာတကယ်တမ်းပေးမယ်ဆိုရင်1.50လောက်ထိတော့ပေးလို့ရတယ်ဒါပေမဲ့ဒီပွဲပြီးလို့ရှိရင်ကလပ်ဘရူးနဲ့ချန်ပီယံလိကစားဖို့ရှိတဲ့အချက်ကြောင့်လည်းဒီ body ဈေးတန်းကပြော့နေတယ်လို့လည်းကျွန်တော်မြင်တယ်ပေါ့နော်ပြီးတော့ Espanyol ကလက်ရှိမှာရလက်ပိုင်းကတော်တော်လေးကျဆင်းနေတယ်ဒါပေမဲ့အဝေးကွင်းမှာနောက်ဆုံး10ပွဲသက်ဂိုးသွင်းထားတဲ့အချက်ကိုတော့ကျွန်တော်ထည့်တွက်ရမယ်ပေါ့နော်ပထမအကြောင်းလုံးကလည်း2-1နဲ့တောင်မှ Atletico အိမ်ကွင်းမှာနိုင်ပွဲရထားတာဆိုတော့ဒီပွဲမှာဂိုးပေါ်နဲ့ Espanyol ကထိုးသားကြိုက်မဲ့အနေအထားဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်ဒီပွဲမှာတော့ကျွန်တော်ကဖြောင်းပြန်တီကိုနဲ့ဂိုးအောက်ကိုရွေးချယ်ရင်းနေဗျဘာကြောင့်လဲဆိုတော့ Espanyol ကနောက်ဆုံး4ပွဲသက်ဂိုးပေါ်ထားတယ်အဝေးကွင်းမှာလည်းနောက်ဆုံး10ပွဲသက်ဂိုးသွင်းထားတယ်ဒီအနေထားက Espanyol လို့အသင်းတစ်သင်းအတွက်လုံလောက်သွားပြီဗျဆိုတော့ဒီပွဲက Espanyol ဂိုးမသွင်းဘူး3.90ဆိုတဲ့ဂိုးပေါင်းဈေးတန်းအရာလေဒီပွဲက2ဂိုးမကျော်ဘူးလို့ပဲကျွန်တော်မြင်တယ်ပေါ့နော်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ body ကိုတွေးမယ်ပေါ့နော် Atletico က Champions League မကစားခင်ကစားတဲ့စပိန်လာလီဂါအိမ်ကွင်းပွဲတွေတိုင်းကိုအနိုင်ကစားထားတယ်ဗျဆိုတော့ဒီပွဲမှာ Atletico ဂိုးပြတ်မလားပဲကျွန်တော်ကြည့်ရမှာ1 စီလား2စီလားပဲကြည့်ရမယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ဒီပွဲမှာထိုးသားကြိုက်နေမဲ့ Espanyol body နဲ့ဂိုးပေါ်ကိုတော့ကျွန်တော်ရှောင်သေးခြင်းတယ် Atletico body နဲ့ဂိုးအောက်ကိုပဲကျွန်တော်ရွေးချယ်ခြင်းတယ်ကျွန်တော်ကတော့ဂိုးအောက်ကိုတိတ်ပြီးဆော့ရတာကြိုက်တယ်လို့မဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲကိုကျွန်တော် Atletico body ကိုပဲကျွန်တော်ရွေးမယ်အဆင့်9က Real Betis နဲ့ကလည်းရမှတ်က4မှတ်ပဲခွာတော့တယ်ဗျာဆိုတော့ Atletico ဒီပွဲမှာအနိုင်ကန်မှာပါဂိုးပြန်မလားပဲကြည့်ရမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီပွဲကို Tico body ကိုပဲရွေးချယ်ခြင်းတယ်ဗျဆိုတော့ကျွန်တော်ဒီပထမ file မှာတော့ကျွန်တော်9ပွဲထိရွေးချယ်ပေးခဲ့တယ်ပေါ့နော်နောက်ထပ် file မှာဂျာမန်3ပွဲနဲ့ Premier League 3ပွဲကိုလည်းဆက်ပြီးတော့ရွေးချယ်ပေးဖို့ရှိပါတယ်ဆိုတော့ကျွန်တော်တို့ဒုတိယ file လေးမှာဆက်ပြီးတော့ရွေးချယ်ကြတာပေါ့ဗျာ